ပြပေးခြင်းပါတယ်ဒီရေကဘလောက်တော့လေးတယ်ထင်တယ်ဒီရေကဘလောက်တော့လေးတယ်ထင်တယ်။ညာပြောတတ်လို့ပဲတပိတ်တာလားနှစ်ပိတ်တာလားတစ်ချက်သားလားနှစ်ချက်သားလားဒါမို့ဒီတာနဲ့ပဲပြောဘလောက်တော့လေးတယ်ထင်တယ်။ဒီရေကဘလောက်တော့လေးခံမနေရပြောချင်တော့ပြောရတယ်။တရားမီလီမီတာ50မီလီမီတာအဲ့ဒါဘယ်သူတွေဘလောက်ထင်တယ်မသိဘူး။အမှန်တိုင်းပြောရင်ကျွန်တော်လည်းမသိဘူးဒါပေမဲ့အခုကျွန်တော်ကြိုင်နေတာဘာမှမသိဘူးဒီအောင်နိုင်ဘယ်တော့ကြိုင်နိုင်ပါဖြစ်တာညောင်းလာပြီးလေးလာဒါအောင်ကျွန်တော်2နာရီတော့ကြိုင်နိုင်လို့ဖြစ်သွားတယ်ဟိုလေးလာပြီဟုတ်နော်ကျွန်တော်တရက်လုံးထိုင်ကြိုင်နေဘယ်လိုဖြစ်သွားဟိုလေးလာပြီ right it's like heavy but when you lift it like that it's not too heavy right ဒီအောင်ကျွန်တော်မားတယ်ဆိုတဲ့သဘောတရားဒီသဘောတရားပဲဘဝမှာလည်းကျွန်တော်အပူတွေကိုကိုကဘယ်လောက်ထိတည်ထားမဲ့ပုံကိုတည်ပြီးတော့လေးချင်းပေါ်ခြင်းကိုနဲ့ပဲဆိုင်ကျွန်တော်ဆိုချင်တာအဲ့ဒါကိုပြောချင်တာညာလူတိုင်းကြည့်နိုင်တော့ခုနပြောတရားမီလီလီတာမှန်ချင်းမှန်မယ်50မီလီလီတာလည်းမှန်ချင်းမှန်ဘာလို့လဲဒါအရန်ပေါ့နေတော့ဒီပေါ်ပါခြင်းကဒါလက်ရှိမှာကျွန်တော်ခဏတစ်ဖြုတ်ခါပဲဖြစ်တာဒီပေါ်ပါခြင်းကျွန်တော်ဇက်တိုက်ကင်နေတဲ့အချိန်ကြာလို့ရှိရင်တနားကြီးကင်သွားတယ်2နာရီကင်သွားတယ်9နာရီကင်သွားတယ်တနားကြီးထက်ကင်တာလဲ9နာရီကင်တာဘယ်ဟာပို့ပေးမယ်လဲ9နာရီကင်တာပို့သေးတယ်အဲ့လို9နာရီကင်တာ24နာရီကင်တာလို့ဘယ်ဟာပို့သေးသွားမလဲအဲ့တော့ကျွန်တော်ဆိုရင်ဟိုကကင်တဲ့ရေဝိတ်ကအတူတူပဲကျွန်တော်တစ်စက္ကန့်ကင်တဲ့ရေဝိတ်တွေဒါပဲကျွန်တော်တနာရီကင်တဲ့ရေဝိတ်တွေဒါပဲ24နာရီကင်တဲ့ရေဝိတ်တွေဒါပဲအမှားကွာသွားတယ်အချိန်ဆိုတာကဘာလို့လဲကိုယ့်ရဲ့ခံစားမှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒါခန္ဓာကိုယ်ရဆိုတာ physical ability လို့ခေါ်တာကင်ထားခြင်းပဲဒါပေမဲ့ကျွန်တော်တို့ဒီစိတ်ပညာရပဲပြောခန္ဓာကိုယ်ပေသားရပဲပြောအချိန်ကြာလာတဲ့ကကိုကကင်ဆွဲထားရင်ပို့ပြီးတော့လေးလံတာခုနကျွန်တော်ပြောခဲ့ဆိုပဲခုနအပူတွေ stress လို့ခေါ်တာမြန်မာလိုဆိုရင်ကျွန်တော်တို့ဖိစိတ်ဖိစီးမှုတွေဒါဒီလိုညီတို့ညီမတို့ကိုယ်ရင်တို့ဦးစင်းတို့ပါတဲ့ကိုယ်အသက်အရွယ်နဲ့ကိုယ်တချို့စိတ်ဖိစီးမှုတွေ stress တွေ pressure တွေရိုးစုံရှိမှာပဲဒီလိုပဲ TV ပေါ်အကြောင်းရောက်လာကြတယ်အဲ့ဒီလိုပဲအဲ့ဒီအပြင်လောကမှာကျွန်တော်တို့စိတ်ဖိစီးမှုမျိုးစုံရှိလာမှာပဲဒါပေမဲ့အဲ့ဒီဟာကိုကဘယ်လောက်ထိကင်နေဘောမူတည်ပြီးတော့ကျွန်တော်တို့ရဲ့လေးချင်းပေါ်ခြင်းဆိုတဲ့ဟာအဲ့ဒီမှာအဓိကစကားပြောသွားတယ်ကိုကအကြာကြီးကင်ထားရင်ပိုလေးတယ်ဘိုးကြီးတစ်ကောင်ကကျွန်တော် stress တွေ pressure တွေကိုကိုကအကြာကြီးကင်ထားရင်ပိုပြီးခံစားရတယ်